ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်တူတူကွာဆင်ခြင်ခွန်အားယူဖို့ရအတွက်တမန်တော်ဝတ္ထုခန်းကြီး၈အပိုင်ငယ်40ဖိလိပ္ပုသည်လည်းအာဇုန်မြို့၌ပေါ်လာ၍ထိုမြို့မှကဲသရိမြို့တိုင်အောင်မြို့ရွာအစဉ်တိုင်းရှောက်သွား၍ဧဝံဂေလိတရားကိုဟောလေ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ဘု து အကြောင်းလဲဆိုရင်တော့ဧဝံဂေလိဆရာဖိလိပ္ပုရဲ့အကြောင်းဖြစ်ပါတယ်ဖိလိပ္ပုကတဲ့ဧသရောပိအမတ်ကိုသူတရားဟောပြီးတဲ့အခါမှာခရစ်တော်ကြောင့်ဝင်ငှပြီးတဲ့အခါမှာဧသရောပိအမတ်ကပြောင်းလဲသွားတယ်ဧသရောပိအမတ်ကသခင်ခရစ်တော်ဘုရားကိုယုံကြည်တယ်စိတ်လုံးအကျွမ်းမဲ့ယုံကြည်တဲ့အခါမှာယထာကိုရက်စီပြီးတော့ရေအံကိုတွေ့တဲ့အခါမှာရေထဲကိုဆင်းပြီးတော့ဧသရောပိအမတ်ကိုဖိလိပ္ပုကနှစ်ချင်းမြင်ကလာပေးလိုက်ပါတယ်ပြီးတဲ့အခါမှာအဲ့ဒီအမတ်ကဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့ရတော့ဘူးတန်ရှင်သောဝိညာဉ်တော်ကဖိလိပ္ပုကိုဆောင်ယူပြီးတော့ဖိလိပ္ပုကအာဇုန်မြို့မှာပေါ်လာတယ်။အဲ့ဒီအာဇုန်မြို့ကနေတဲ့ကဲသရိမြို့တိုင်အောင်မြို့ရွာအစဉ်တိုင်းသွားပြီးတော့ဧဝံဂေလိတရားကိုဟောတယ်လို့ဖော်ပြပါတယ်။အာဇုန်မြို့ကနေကဲသရိမြို့ကိုမြေပုံရကြည့်တဲ့အခါမှာမြေထဲပင်လယ်လမ်းတောက်လျှောက်ဖြစ်ပါတယ်။မြေထဲပင်လယ်လမ်းတောက်လျှောက်မှာရှိတဲ့မြို့တိုင်းရွာတိုင်းကိုသူအစဉ်တိုင်းရှောက်သွားပြီးတော့ရောက်တဲ့မြို့ရွာတိုင်းမှာသူကဧဝံဂေလိတရားကိုသခင်ခရစ်တော်အကြောင်းကိုဝင်ငှတယ်။သခင်ခရစ်တော်ရဲ့ပါအကြောင်းလဲဆိုရင်တော့သခင်ခရစ်တော်ကလူသားအားလုံးရဲ့အဖြစ်အတွက်လက်ဝါးကတိုင်မှာအသေးခံတဲ့ဖခင်ဖြစ်တယ်။လူသားအားလုံးအဖြစ်ကိုယူဆောင်သွားတယ်။၃ရက်မြောက်သောနေ့မှာသေခြင်းကနေရှင်ပြန်ထမြောက်ပြီးတော့လူသားအားလုံးမလွန်မြောက်နိုင်တဲ့သေခြင်းတရားကိုသူကလွန်မြောက်နိုင်အောင်မဆာပေးတဲ့ဖခင်ရှင်ဖြစ်တယ်။ဒါကြောင့်မို့သူ့ကိုယုံကြည်သောသူကသေလွန်တော်လဲအသက်ရှင်မယ်။ထာဝရအသက်ကိုရမယ်ဆိုပြီးတော့မြို့ရွာအစဉ်တိုင်းရှောက်သွားပြီးတော့ဧဝံဂေလိတရားကိုဖိလိပ္ပုကဝင်ငှခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာဖော်ပြပါတယ်။လုံးတမန်ကျမ်းစာထဲမှာဖိလိပ္ပုဆိုတဲ့အမည်တွေများစွာတွေ့ရပါတယ်။ဘုရားသခင်အသုံးပြုတဲ့ဖိလိပ္ပုကတော့2ယောက်ရှိတယ်။တစ်ယောက်ကတော့သခင်ယေရှုရဲ့တပည့်တော်12ပါးတည်းဟာတပါးအပါဝင်ဖိလိပ္ပုဆိုတဲ့သူဖြစ်ပါတယ်။သူ့ကိုတော့တမန်တော်ဖိလိပ္ပုလို့ခေါ်ပါတယ်။သခင်ယေရှုရဲ့တပည့်တော်တွေမှာပါဝင်တဲ့ဗက်ဇဲဒမြို့သားတငါးတယ်ပဲဖြစ်ပါတယ်။အန်ဒရီနဲ့အင်မတန်မှယဉ်နီးတယ်။မုံငါးလုံးနဲ့ငါးနှကောင်ဖြစ်ပြမှာလဲဖော်ပြခြင်းခံရတယ်။အဲ့ဒီဖိလိပ္ပုကသခင်ယေရှုကိုမေးခွန်းမေးဘူးပါတယ်။ခမည်းတော်ကိုကျွန်တော်တို့အားပြပါဆိုပြီးတော့မေးခွန်းမေးဘူးတဲ့ဖိလိပ္ပုဖြစ်ပါတယ်။အခုပြောတဲ့ဖိလိပ္ပုကတော့ဧဝံဂေလိဆရာဖိလိပ္ပုအကြောင်းဖြစ်ပါတယ်။သာသနာပြုဆရာလို့လည်းခေါ်ပါတယ်။ဒီဧဝံဂေလိဆရာဖိလိပ္ပုကသခင်ယေရှုအကြောင်းကိုဝင်ငှတဲ့နေရာမှာဘုရားသခင်အသုံးပြုတဲ့သူဖြစ်တယ်။သူကတော့တမန်တော်ဝတ္ထုခန်းကြီး6မှာအပိုင်ငယ်9မှာဖော်ပြတဲ့သင်းတော်9ဦးတည်းကနေပြီးတော့တယောက်ဖြစ်ပါတယ်။ပေတရုကယေရုရှလင်မြို့မှာဘုရားသခင်နှုတ်ကပတ်တော်ကိုဆုံးမဩဝါဒပေးတဲ့အခါမှာဘာပြဿနာတက်လဲဆိုရင်တော့ဟေလနစ်အမျိုးမုတ်ဆိုးမတွေကအစာမစားရအောင်။ဂျူးလူမျိုးမုတ်ဆိုးမတွေကိုတော့ဦးစားပေးပြီးတော့ဟေလနစ်အမျိုးမုတ်ဆိုးမတွေကိုတော့ဦးစားမပေးဘူး။ဟေလနစ်ဆိုတာကတော့ဟေလတာဂရိဘာသာစကားပြောတဲ့ဂျူးဖြစ်ပါတယ်။သူပြန်တိုင်းပြည်မှာသွားကြည့်ပြီးတော့သူတို့ကဒီယေရုရှလင်မြို့မှာပြန်လာတယ်။နေကန်ဂျူးလူမျိုးတွေကဦးစားပေးခြင်းခံရပြီးတော့အခြားသောနေရာမှာကြည်ပြင်းပြီးတော့ဂရိစကားကိုပြောဆိုတဲ့ယူဒလူတွေဟေလနစ်တွေကြတော့ဦးစားပေးခြင်းမခံရအောင်။အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ရန်အတွက်တမန်တော်ရှင်ပေတရုကသင်းတော်9ယောက်ကိုရွေးကောက်ဖို့ရန်အတွက်ပြောဆိုပါတယ်။တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သင်းတော်9ယောက်ကိုရွေးကောက်တဲ့အထဲမှာဘယ်သူပါလဲဆိုတော့အဲ့ဒီဖိလိပ္ပုကပါဝင်လာတယ်ဆိုတော့တွေ့ရပါတယ်။အဲ့ဒီ9ယောက်ကရှင်ပေတရုတို့မလုံနိုင်တဲ့ဒီစပွဲ၌လှုပ်ကြွေးခြင်းအမှုကိုအစေခံဖို့ဖြစ်ပါတယ်။တကယ်တော့သူတို့ကအစေခံဖို့လူတွေအားလုံးတပြေးညီတဲ့စားတော့ဖို့ရန်အတွက်အသင်းတော်မှာခွဲခြားမှုမရှိဖို့ရန်အတွက်သူတို့ကအစေခံပေးရတာဖြစ်ပါတယ်။အဲ့ဒီအစေခံတဲ့အထဲမှာတထေပံပါတယ်ဖိလိပ္ပုလည်းပါတယ်။အဲ့ဒီသင်းတော်9ယောက်ထဲကတထေပံကဘုရားသခင်အကြောင်းကိုဝေငှပြီးတော့ဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့ဟောပြောတဲ့အခါမှာအခြားသောယူဒလူတွေကမခံနိုင်ဘူး။တထေပံကိုမြို့ပြင်ကိုဆွဲထုတ်ပြီးတော့ကြောက်ခဲနဲ့ပြစ်တက်လိုက်တယ်။တထေပံအသက်ခံရပြီးနောက်ပိုင်းမှာယေရုရှလင်မြို့အသင်းတော်ကပြင်းစွာညှင်းဆဲခြင်းခံရပြီးတော့ခရစ်ယာန်တွေကအရရက်ကိုကွဲလွန်သွားတယ်။အဲ့ဒီထဲကသင်းတော်9ယောက်ထဲကဖိလိပ္ပုကလည်းရှမာရိမြို့ကိုရောက်သွားတယ်။ရှမာရိမြို့ရောက်တဲ့အခါမှာဖိလိပ္ပုကအဲ့ဒီမြို့မှာရှိတဲ့သူတွေကိုသခင်ခရစ်တော်ရဲ့အကြောင်းကိုဧဝံဂေလိတရားကိုသူကဟောပါတယ်။
သူကနတ်ဆိုးတွေနင်ထုတ်တယ်အနာရောဂါတွေငြိမ်းတယ်အဲ့ဒီမြို့မှာရှိတဲ့သူတွေကိုသခင်ရှုအကြောင်းကိုပြောပြတဲ့အခါမှာမြို့မှာရှိတဲ့သူတွေကပြောင်းလဲကြတယ်ရှိမုန်ဆိုတဲ့နတ်ဝိဇ္ဇာအတက်ကိုပြုလုပ်တဲ့သူတော်မှာဖိလိပ္ပုနဲ့တွေ့တဲ့အခါမှာပြောင်းလဲပြီးတော့ဗာတိဇံမင်္ဂလာကိုခံတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဘုရားသခင်အင်မတန်မှအသုံးပြုတဲ့ဧဝံဂေလိဆရာဖိလိပ္ပုဖြစ်ပါတယ်တကယ်တော့သူကသင်းတော်9ယောက်မှာအစီခံဖို့စပွဲထိုးဖို့အစီခံခြင်းအလုပ်မှာလုပ်ဖို့အတွက်ရွေးကောက်ခံရတဲ့သူဖြစ်ပါတယ်တို့ရတွင်ဘယ်နေရာမှာပဲသူရှိပါစေဘယ်နေရာမှာပဲအစီခံရပါစေဘုရားသခင်အတွက်မနေနိုင်ဘူးဧဝံဂေလိတရားကိုသူကဝင်ငှတယ်တနေ့မှာတန်ရှင်သောဝိညာဉ်တော်ဘုရားကသူ့ကိုနှိုးဆော်ပြီးတော့ဂါဇမြို့သွားရလမ်းမှာအဲ့ဒီတောလမ်းမှာမင်းဆောင်နေပါအဲဒရောဘီမတ်ကိုဧဝံဂေလိဟောဖို့ရန်အတွက်ဘုရားကသူ့ကိုအဲ့ဒီနေရာကိုသွားခိုင်းပါတယ်တကယ်ဆိုရင်သူရှိတဲ့ရှမာရိမြို့နဲ့အဲ့ဒီဂါဇမြို့သွားရလမ်းတွေကအင်မတန်မှဝေးကွာပါတယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ပြောတဲ့အခါမှာသူသွားပြီးတော့အဲ့တောလမ်းမှာစောင့်နေတယ်အဲဒရောဘီမတ်ကယေရုရှလင်မြို့ကနေကိုးကွယ်ပြီးပြန်တဲ့အခါမှာမြင်ထားပေါ်မှာဟေရှာယကျမ်းစာကိုဖတ်နေတယ်ဖိလိပ္ပုကချင်းကပ်သွားပြီးတော့အဲ့ဒီကျမ်းစာရဲ့အနက်ကိုဖော်ပြပြီးတဲ့အခါမှာသခင်ယေရှုခရစ်တော်ရဲ့အကြောင်းတည်းဟူသောဧဝံဂေလိတရားကိုဟောတဲ့အခါမှာအဲသေယိုဘီမတ်ပြောင်းလဲပြီးတော့နှစ်ချင်းမြင်ကလောက်ခံယူတယ်အဲ့ဒီအခါမှာတန်ရှင်သောဝိညာဉ်တော်ဖျားကဖိလိပ္ပုကိုအာဇုံမြို့ကိုခေါ်သွားပြီးတော့အဲ့ဒီအာဇုံမြို့ကနေပြီးတော့ကဲသရိမြို့တိုင်အောင်တဲ့သူရောက်တဲ့မြို့ရွာအစဉ်တိုင်းမှာဘုရားသခင်ရဲ့ဧဝံဂေလိတရားကိုဟောတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဓမ္မတော်ဝတ္ထုခန်းကြီး21အပိုင်ငယ်8ကိုရောက်တဲ့ခါမှာတော့ဖိလိပ္ပုရဲ့အကြောင်းကိုနောက်တစ်ချိန်တွေ့ရပါတယ်နှစ်ပေါင်းများစွာကြာပြီးတော့မှဖိလိပ္ပုအကြောင်းကိုဒီကျမ်းစာမှာဘယ်လိုဖော်ပြလဲဆိုရင်တော့ဓမ္မတော်ရှင်ဘောလူအဖွဲ့ကကဲသရိမြို့မှာရှိတဲ့ဖိလိပ္ပုအိမ်မှာတဲခိုနေထိုင်ခဲ့တဲ့အကြောင်းကိုဖော်ပြပါတယ်အဲ့ဒီဖိလိပ္ပုကိုတဲ့သာသနာပြုဆရာလို့ဖော်ပြပြီးတော့ဖိလိပ္ပုစီမှာပရောဖက်ပြုနိုင်တဲ့စုကျေးဇူးကိုရတဲ့သမီးကညာအပြို၄ယောက်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတမန်ကျမ်းစာကမှတ်တမ်းတင်ထားပါတယ်ဘုရားသခင်ကဖိလိပ္ပုတွေမဟုတ်သူ့ရဲ့သမီးတွေကိုပါအသုံးပြုတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာအပြင်သိရပါတယ်ကျွန်တော်ဖိလိပ္ပုအကြောင်းကိုကြည့်တဲ့အခါမှာဒီသာသနာပြုဆရာဧဝံဂေလိဆရာဖိလိပ္ပုကအင်မတန်မှထူးခြားတဲ့သူဖြစ်ပါတယ်သူ့ကိုရွေးကောက်တဲ့အခါမှာဟေလနစ်မျိုးသမီးတွေကိုအစီခံဖို့စပွဲ၌လှုပ်ကြွေးခြင်းအမှုကိုစပွဲထိုးဖို့ဒီနောက်ပိုင်းမှာအစီခံဖို့ရွေးကောက်ခဲ့တာဖြစ်ပါတယ်တို့ရတွင်သူ့ကိုဘုရားသခင်အသုံးပြုတာကတော့အင်မတန်မှထူးခြားတယ်များစွာသောသူတွေကိုဧဝံဂေလိတရားဟောပြီးတော့သခင်ရှုစီကိုပြောင်းလဲလာစေခဲ့တဲ့ဧဝံဂေလိဆရာတယောက်ဖြစ်နေဘုရားသခင်သူ့ကိုအသုံးပြုခဲ့ပါတယ်ဒီဖိလိပ္ပုရဲ့အသက်တာကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ဧဝံဂေလိတရားတွေဟူသောသခင်ယေရှုရဲ့အကြောင်းကိုပြောဖို့ရန်အတွက်အမြဲတမ်းပြင်းပြတဲ့စိတ်နေသဘောထားရှိနေတယ်။အမြဲတမ်းသူကဟောပြောဖို့အစဉ်သင့်ရှိနေတယ်။တန်ရှင်သောဝိညာဉ်တော်ညွှန်ပြရင်ညွှန်ပြတဲ့အတိုင်းသူက ready ဖြစ်နေတယ်။အဲ့ဒီလိုအစဉ်သင့်ဖြစ်ပြီးတော့ဆန္ဒရှိတဲ့သူဘုရားအတွက်ဆက်ကပ်ခြင်းတဲ့သူကိုဘုရားကကြီးမားစွာအသုံးပြုပါတယ်။ဒါကြောင့်မို့ဧဝံဂေလိဆရာဖိလိပ္ပုကဲ့သို့မိမိရောက်တဲ့နေရာမှာမိမိကိုဘုရားသခင်ထားတဲ့နေပယ်မှာသခင်ခရစ်တော်ရဲ့အကြောင်းတည်းဟူသောလူသားအားလုံးကိုကယ်တင်တဲ့ဧဝံဂေလိတရားအကြောင်းကိုဝေငှဖို့ရန်အစဉ်သင့်ဖြစ်ခြင်းအပြင်ပြင်းပြသောစိတ်နေသဘောထားရှိခြင်းအပြင်ဘုရားသခင်ရဲ့ကြီးမားစွာအသုံးပြုခြင်းကိုခံရသောသူများဖြစ်စေဖို့ဝေငှပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ